sound of the white fan သို့မဟုတ်မျက်ရည်မရှိတဲ့ရှင်နိုဘီဆုံးရှုံးမှုတွေကဘယ်အချိန်မှအဆုံးသတ်မှာလဲနှလုံးသားတစ်ခုကရောနာကျင်မှုတွေကိုဘယ်လောက်ထိထမ်းပိုးထားနိုင်မှာလဲလူတိုင်းကသူ့ကိုကော်ပီနင်ဂျာလို့သိကြပေမဲ့အဲ့ဒီမျက်လုံးရဲ့နောက်ွယ်မှာပုံကွယ်နေတဲ့နာကျင်မှုတွေကိုတော့ဘယ်သူမှတတိမထားမိခဲ့ကြပါဘူးနံပါတ်1 The Fallen Hero သူ့အတွက်တော့ပထမဆုံးအကြောင်းကသူ့အဖေစီကစခဲ့တာပါသူရဲကောင်းလို့သတ်မှတ်ခံထားတဲ့အဖေကရွာရဲ့ကဲရဲမှုတံကိုမခံနိုင်ပဲကိုယ့်ကိုယ်အဆုံးစီရင်သွားတဲ့နေ့မှာခါခါရှိရဲ့ကဘာကြီးစတင်ပျက်စီးသွားခဲ့ပါတယ်။အဲဒီနေ့ကစပြီးသူဟာစီကန်းတွေကိုပဲယုံကြည်တော့တယ်။နင်ဂျာတယောက်ဖြစ်လာခဲ့ပါတယ်။နံပါတ်2 The Broken Promise ဒါပေမဲ့ကံကြမ္မာကသူ့ကိုအနာမပေးခဲ့ဘူး။စီကန်းပေါက်ပြတဲ့သူဟာအမိုက်ဖြစ်ပေမဲ့တငယ်ချင်းကိုစွန့်ပစ်တဲ့လူကအမိုက်ထက်တောင်ဆိုးတယ်ဆိုတဲ့စကားကိုသင်ပေးခဲ့တယ်။အိုဘီဒိုကိုသူ့မျက်စိရှိရင်ဆုံးရှုံးခဲ့ရတယ်။နောက်ပြီးသူကိုယ်တိုင်ကာဝယ်ပေးပါမယ်လို့ကတိပေးထားတဲ့ရင်ကိုလည်းသူ့လက်နဲ့ပဲတတ်လိုက်မိတဲ့အခါခါခါရှိရဲ့လက်တွေဟာဘယ်တော့မှဆေးကြောလို့မရတော့တဲ့သွေးတွေနဲ့စွန့်ထင်သွားခဲ့ပါတယ်။နံပါတ်3အိမ်မှာဆိုးများကြီးတက်သေးခါခါရှိဟာရင်ကိုမတော်ဆတတ်မိပြီးရဲ့နောက်မှာ OCD ရဲ့လက္ခဏာရပ်တစ်ခုဖြစ်တဲ့လက်ကိုအမြဲတမ်းဆေးကြောခြင်းကိုပြုလုပ်ခဲ့ပါတယ်။သူ့လက်မှာသွေးတွေမရှိတော့တာတောင်မှသွေးညှော်နှံတွေရနေတော့မယ်လို့ခံစားရတာကြောင့်အရေပြားတွေပုံပဲ့တဲ့အထိအတင်းကျပ်ဆေးကြောခဲ့တဲ့အတိတ်တွေရှိခဲ့ပါတယ်။နံပါတ်4အမ်ဘူဘွားက Cold Blooded ခါခါရှိသူ့ရဲ့စိတ်ဒဏ်ရာတွေကိုကုစားဖို့အတွက်ဆရာဖြစ်သူမီနာတိုကသူ့ကိုအမ်ဘူဖွဲ့ထဲထည့်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒါကအမှားတစ်ခုဖြစ်ခဲ့ပြီးအဖေနဲ့တငယ်ချင်းတွေကိုဆုံးရှုံးထားတဲ့ခါခါရှိဟာအမ်ဘူထဲမှာခံစားချက်မရှိတဲ့တပ်ဖြတ်ရေးဆက်ရုပ်တရုပ်လိုဖြစ်သွားပြီးရန်သူတွေကိုတနာညတာမှုမရှိပဲတပ်ဖြတ်ခဲ့ရကြောင်း Frank Kela ခါခါရှိဆိုတဲ့နာမည်ဆိုးကိုပါရရှိခဲ့ပူပါတယ်။နံပါတ်5ခွေးတွေကိုချစ်မြတ်နိုးခြင်းခါခါရှိဟာလူတွေထက်ခွေးလေးတွေနဲ့ပိုပြီးရှင်နေတာကိုတတိထားမိမှာပါဒါဟာလူတွေကသူ့ကိုထားခဲ့ကြပေမဲ့တရိษံတွေကတော့သူ့ဘောအမြဲတမ်းတစ္ဆာရှိနေမယ်ဆိုတဲ့ခံစားချက်ကြောင့်ဖြစ်နိုင်ပါတယ်သူ့ရဲ့အထီးကျန်တဲ့အိမ်လေးထဲမှာဒီခွေးလေးတွေဟာသူ့ရဲ့တူဦးတဲ့သောမိသားစုဝင်တွေပါပဲနောက်ဆုံးမှာတော့သူချစ်ရတဲ့လူတွေအားလုံးကသူ့ကိုထားခဲ့ကြတာကြောင့်ခါခါရှိဟာသူတယောက်တည်းအသက်ရှင်ကြံရစ်နေတယ်အပြစ်ရှိစိမ့်နဲ့နေ့ရက်တိုင်းကိုဖျက်ဆီးခဲ့ရပါတယ်ဒါအပြင်သူဟာအမြဲတမ်းနောက်ကျတတ်ပြီးအကြောင်းကတော့ကြောက်တိုင်ရှိမှာတငယ်ချင်းတွေကိုတွားနှုတ်ဆက်နေရလို့ပဲဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးစိတ်ဝင်စားကြအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ဗီဒီယိုလေးကိုသဘောကျရဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားလို့လည်းမမေ့ပါနဲ့ဦးเนาะကြည့်ရှုပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ် see you ပါ